1958ကမ္ဘာဖလားဗိုလ်လုပွဲမှာဘရာဇီးကန်နဝင်ပီလီဝစ်ဆင်ခဲ့တဲ့ချာစီကိုဒေါ်လာ4.9 သန်းနဲ့လီလန်တင်ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ကြာသပတေးနေ့ကနယူးယောက်မှာပြုလုပ်ခဲ့တဲ့ South Beach ရဲ့ The Beautiful Game လီလန်ပွဲမှာရောင်းချနိုင်ခဲ့တာဖြစ်ပြီးမာရာဒိုနာရဲ့ဂျာစီပြီးပါကတန်မိုးအကြီးဆုံးဘောလုံးဂျာစီအဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။1986ကမ္ဘာဖလားပြိုင်ပွဲမှာအင်္ဂလန်နဲ့ရှင်ပြိုင်ကစားစဉ်မာရာဒိုနာဝစ်ဆင်ခဲ့တဲ့ဂျာစီက2022ခုနှစ်ကပြုလုပ်ခဲ့တဲ့လီလန်ပွဲမှာဒေါ်လာ9.3 သန်းရရှိခဲ့တယ်လို့သိရပါတယ်။1958ကမ္ဘာဖလားဗိုလ်လုပွဲမှာအသက်18နှစ်သားရှိသေးတဲ့ပီလီက2ဂိုးသွင်းယူကာခြေစွမ်းပြခဲ့ပြီးဘရာဇီးအသင်းပထမဆုံးကမ္ဘာဖလားချန်ပီယံဆုရရှိစေဖို့အဓိကနေရာကစွမ်းဆောင်ပေးခဲ့တာပါ။ပီလီကပွဲအပြီးမှာအဲ့ဒီဂျာစီကိုအသင်းမော်ဒီတာကိုလက်ဆောင်ပေးခဲ့ပြီးဒီတာကဘရာဇီးပြရိုက်တစ်ခုကိုလှူဒန်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြရိုက်က2004ခုနှစ်မှာလီလန်အဖွဲ့တစ်ခုစီလွှဲအပ်ရောင်းချစေခဲ့ရမှာဒေါ်လာ3,5600သာရရှိခဲ့ပြီးအခုနောက်ဆုံးရောင်းချမှုမှာတော့ဒေါ်လာ4.9 သန်းရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ South Beach က2026ကမ္ဘာဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲကျင်းပမဲ့ရဲတပ်ပတ်ရောက်ရှိလာတာကြောင့်အခုလိုလီလန်ပွဲပြုလုပ်ခဲ့တာဖြစ်ကြောင်းကြေညာချက်မှာဖော်ပြခဲ့ပါတယ်။အခုလီလန်ပွဲမှာ1986ကမ္ဘာဖလားအင်္ဂလန်နဲ့ပွဲတော်ကမာရာဒိုနာဝစ်ဆင်ခဲ့တဲ့အသင်းကောင်းဆောင်လက်ပတ်2019ချန်ပီယံလိPSG ကို6ဂိုးတဂိုးနဲ့အနိုင်ရတဲ့ပွဲမှာမက်ဆီဝစ်ဆင်ခဲ့တဲ့ဂျာစီ2002ကမ္ဘာဖလားမှာအင်္ဂလန်ကစားသမားဘဝပွဲ90အပြည့်အဖြစ်ဝစ်ဆင်ကစားခဲ့တဲ့ဒေးဗစ်ဘက်ခမ်ရဲ့ဂျာစီတွေကိုလည်းလေးလံတင်ရောင်းချခဲ့တယ်လို့သိရပါတယ်။